profile kit လာထားနည်းလေးကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်ဒီ kit တွေကကို့မှာလည်းရှိလို့ပါသေးတယ်ဒီပထမဆုံး gift ဆိုတဲ့ထဲဝင်လိုက်ပါကျွန်တော်မှာတော့လောလောဆယ်နှစ်ခုပဲရှိပါတယ်ဒီဟာတွေကကိုယ်တိုင်လည်းဘောကနေတွားပြီးဝယ်လို့ရတယ်လို့ဒီ seller တွေရှာလည်းပြန်ပြီးဝယ်လို့ရပါတယ်ဒါတွေကကိုမကြိုက်ရင်လည်းသူများကိုပြန်ပြီးတော့ရောင်းလို့ရပါတယ်ပြန်ရောင်းတဲ့အခါလွှဲတဲ့အခါ star 25လုံးတော့ကုန်ပါတယ်သူ့ရဲ့ဒီမှာချန်ကင်စီလေးတော့ဒီရောက်မှာပါပါတယ်ဒီဟာလေးတွေကိုတငယ်ချင်းကိုပဲလက်ဆောင်ပေးမလားကိုကြီးစားကိုပဲလက်ဆောင်ပေးမလားပေးလို့ရပါတယ်ဒီလိုမျိုးကိုမှရှိသွားပြီဆိုလို့ရှိရင်ဒီ profile မှာပေါ်ဖို့ဆိုရင် gift တစ်ခုခုထောက်လိုက်ပါပြီးလို့ရှိရင်ဒီထောက်မှာဒီမှာပင်ထောက်လိုက်လို့ရှိရင်ဒီလိုမျိုးကိုယ့်ရဲ့ profile မှာဒီအပေါ်ဆုံးမှာတွားပြီးပေါ်နေမှာဖြစ်ပါတယ်လို့ဘေးမှာပေါ်ဖို့ကြတော့ဒီမှာ premium ရှိတဲ့လူတွေကသူ့ရဲ့ဒီအခြား emoji လေးတွေစားဒီ gift ကိုထည့်ထားလို့ရပါတယ်အဲ့ခါမှာနောက်ကဒီကိုယ့်ရဲ့ profile background လေးပါအရောင်ပြောင်းသွားမှာဖြစ်ပါတယ်ဒါလေးပြပြပေးတာပါ